နေမှာပြန်ပါလာမဲ့ဘရာဇီးကိုရက်တန့်ဖို့မလွယ်ကူနိုင်တဲ့စကော့တလန်ကဲမနက်မှာတော့ဒါ2026ကမ္ဘာဖလားဂရုစီရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေကတပွဲဖြစ်တဲ့ဘရာဇီးအသင်းနဲ့စကော့တလန်အသင်းတို့ရှင်ပြိုင်ကစားသွားကြတော့မှာဖြစ်ပါတယ်ဒီပွဲကဒါဂရုစီရဲ့အရေးအကြီးဆုံးပွဲစဉ်တွေကတပွဲဖြစ်တဲ့ဒီပွဲရဲ့ရလဒ်ကနောက်တစ်ဆင့်မှာဒီရှုံးထွက်အဆင့်တွေမှာဘယ်အသင်းတွေနဲ့တွေ့မလဲဆိုတာကိုအများကြီးတက်ရောက်မှုရှိတယ်ပေါ့နော်ဂရုစီရဲ့အုပ်စုတွင်းနေထားကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဘရာဇီးအသင်းကနှစ်ပွဲကစားတစ်ပွဲနိုင်တစ်ပွဲတည်ရင်လည်း၄မှတ်ရရှိထားတယ်ဆိုပေမဲ့လည်းဒါသူတို့အသင်းကဒါအုပ်စုဘိုဖြစ်ဖို့မတေချာသေးဘူးတစ်ဖက်ကမော်ရိုကိုနဲ့ဟေတီနဲ့ထိပ်တိုက်တွေ့ဆုံနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီဘက်မှာကျွန်တော်တို့ဒီဘရာဇီးအသင်းကလည်းစကော့တလန်ကိုမဖြစ်မနေအနိုင်ရဖို့လိုပါသေးတယ်တစ်ဖက်ကကျွန်တော်တို့ဒီဘရာဇီးနဲ့ကစားမဲ့စကော့တလန်အနေထားကလည်းကျွန်တော်တို့နှစ်ပွဲကစားတစ်ပွဲနိုင်တစ်ပွဲရှုံးပြီးတော့၃မှတ်ပဲရထားသေးတယ်လက်ရှိဂရုစီရဲ့ဒါအဆင့်3နေရာမှာရပ်တည်နေတဲ့နောက်တစ်ဆင့်အတွက်အမှတ်လိုအပ်ချက်တွေရှိနေသေးတယ်ပေါ့နော်ဂရုစီကိုသုံးသက်ရမယ်ဆိုရင်ခြေနေကောင်းဆုံးကမော်ရိုကိုတောင်ဖြစ်နေတယ်ဗျနောက်ဆုံးပွဲမှာဒါဟေတီလိုအိမ်ဖြစ်အသင်းလေးနဲ့ကစားမှာဖြစ်တဲ့အတွက်သူတို့အသင်းအတွက်ပေါ့နော်အနိုင်၃မှတ်တေချာသလောက်ဖြစ်နေပြီမော်ရိုကိုနဲ့အတူဒါဘရာဇီးအသင်းကနောက်တစ်ဆင့်ကိုတက်လှမ်းဖို့ဆိုလို့ရှိရင်သူတို့အသင်းကစကော့တလန်ကိုနိုင်မရမယ့်အပြင်ပေါ့နော်အနည်းဆုံးကျွန်တော်တို့ဂိုးလည်းရသလောက်သွင်းထားဖို့လိုပါတယ်ဒါဘရာဇီးအသင်းရဲ့ဒီရှစ်နှစ်ပွဲခြေကိုပြန်ကြည့်မယ်ဆိုရင်တော့အရင်တည်ငြိမ်နေတာတော့မဟုတ်ဘူးဗျအထူးသဖြင့်ဒါမော်ရိုကိုနဲ့ကစားခဲ့တဲ့ကမ္ဘာဖလားဒီအုပ်စုအဖွင့်ပွဲစဉ်မှာဆိုရင်တော်တော်လေးကိုရုန်းကန်ခဲ့ရတယ်နီးပြရဲ့ဒီအန်ချယ်လော်တီရဲ့လူထုတ်ပုံနည်းနည်းလေးအားနည်းချက်တွေရှိသွားတဲ့အပေါ်မှာပေါ့နော်မော်ရိုကိုနောက်ကလိုက်ကစားပြီးတော့တကိုးစီတည်ရပဲကစားနိုင်ခဲ့တယ်ဒါပေမဲ့ဒီပြီးခဲ့တဲ့ဟေတီနဲ့ပွဲမှာတော့ဘရာဇီးကသူတို့ပုံစံကောင်းတစ်ခုနဲ့ပြန်လာနိုင်ခဲ့တယ်အထူးသဖြင့်ဒါပွဲထွက်လူစင်းကိုပြောင်းလဲလိုက်တဲ့အချိန်မှာဘရာဇီးကသူတို့ရဲ့ဘရာဇီးကစားဟန်ရောဒီလိုအပ်နေတဲ့နိုင်ပွဲကိုပြတ်နိုင်ပွဲတစ်ပွဲကိုပါပုံဖော်နိုင်ခဲ့တယ်ပေါ့နော်အဓိကတိုက်စစ်ပဲဗျတိုက်စစ်မှာဒါအီဂိုတီယာဂိုလိုကစားသမားကိုရန်ကုန်ပြန်ပို့ပြီးတော့မာတီယက်စ်ကွန်ညာနဲ့ဒါဗီနီစီယက်ဂျူနီယာကိုတွဲထားပေးလိုက်ခြင်းအပြင်ဒါတော်တော်လေးကိုဒါတိုက်စစ်လမ်းကြောင်းအသက်ဝင်သွားတယ်ဒီကွင်းလေကဒီပါကေတာဆိုရင်လည်းပွဲအတွင်းမှာလွတ်လပ်စီးမျောပြီးတော့တော်တော်လေးကိုချီပေါ်အောင်ကစားနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့တခုပဲဘရာဇီးကဟေတီကိုနိုင်ခဲ့တဲ့ပွဲမှာတော့ဒီဘရာဇီးရဲ့ညာတောင်ဝင်မှာအများနဲ့ပွဲထွက်ခွင့်ရနေတဲ့ရာဖင်ညာပေါ့နော်ရာဖင်ညာကအဲ့နေ့မှာသူ injury နည်းနည်းထိထားတယ်ဗျာဆိုတော့ဒီနေ့ပွဲမှာပါဝင်နိုင်ဖို့မတေချာဘူးအဲ့တော့ကြောင့်မလို့ဘရာဇီးရဲ့တိုက်စစ်မှာညာချမ်းကတော့နည်းနည်းလေးအားနည်းနေတယ်လို့ပြောလို့ရတယ်အထူးသဖြင့်အဲ့နေ့မှာဒီရာဖင်ညာနာဝိုင်းအချိန်မှာလူစားဝင်လာတဲ့ရိုင်ယန်ကလည်းတိတ်ပြီးတော့ပုံစံကောင်းအောင်မပြသနိုင်သေးဘူးပေါ့နော်ဘုံမောက်ကနေဒါရွေးချယ်ခံထားရတဲ့ရိုင်ယန်တိတ်ပြီးတော့ဒါဘရာဇီးနဲ့တိတ်ပြီးတော့မလိုက်ဖက်သေးဘူးလို့ခံစားရတယ်ပေါ့နော်နီးပြအန်ဆယ်လော်တီနေနဲ့ပေါ့နော်ဒါစကော့တလန်နဲ့ပွဲမှာဒီညာတောင်မဲ့တနေရာတော့နည်းနည်းလေးခေါင်းဆောင်အောင်မှထင်တယ်သူ့အနေနဲ့ဒါရာဖင်ယာမကစားနိုင်ဘူးဒါရိုင်ယန်လည်းအဆင်မပြေဘူးဆိုလို့ရှိရင်ညာတောင်မဲ့မှာဘသူ့ကိုသုံးမလဲပေါ့နော်ဒါမာတင်နယ်လီကိုပဲညာချမ်းမှာထားမလားအာဆင်နယ်မှာတော့အာတီတာအဲ့လိုမျိုးမာတင်နယ်လီကိုသုံးမှုတာလေးတော့ရှိတယ်ဘာဖြစ်ဖြစ်ဒီနေရာမှာဒီညာချမ်းမှာဘသူပွဲထွက်လာမလဲဆိုတာလေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီပွဲမှာဒီဟေတီကို3ခုပြတ်နိုင်တဲ့ပွဲမှာလည်းဒါအန်ဒရစ်တို့မာတင်နယ်လီတို့လူစားဝင်ခွင့်ရတယ်သူတို့နှစ်ယောက်ဂိုးမသွင်းနိုင်ခဲ့ဘူးဆိုပေမဲ့တော်တော်လေးကိုခြေစွမ်းပြကစားနိုင်ခဲ့တယ်ပေါ့နော်အန်ဒရစ်ဆိုရင်ဒါလူဂျိုနေထားနေတကူသွင်းခဲ့သေးတယ်ပေါ့နော်ဒါသူတို့နှစ်ယောက်ကလည်းကွန်ညာတို့ဒါဗီနီစီယက်ဂျူနီယာတို့မောတဲ့ဒီ80 80လောက်ပေါ့နော်အဲ့လိုအကြဘက်ရောက်တဲ့အချိန်မျိုးမှာလူစားဝင်လာလို့ရှင်သူတို့ကလည်းတော်တော်လေးမျှော်လင့်လို့ရတဲ့ကစားသမားတွေလို့ပြောလို့ရတယ်ဘာဖြစ်ဖြစ်ဒီအသင်းကြီးတွေထဲမှာပေါ့နော်ဒါဘရာဇီးအသင်းကဒီအန်ချယ်လော်တီကသူတို့ရဲ့အကောင်းဆုံး17ယောက်ကိုရှာတွေ့ဖို့တိတ်မလိုတော့ဘူးတော်တော်လေးနီးစပ်နေပြီပေါ့နော်အခုဒီဘရာဇီးလိုင်းထဲမှာဆိုရင်လည်းဒါကျွန်တော်တို့ပြည်သက်တွေလုံးဝမျှော်လင့်နေရတဲ့နေမှာကြန့်ခိုင်မှုပြည့်နေပြီလို့ဒါသတင်းစာရှင်းလင်းပွဲမှာပြောထားတယ်ဆိုတော့တေချာပေါက်ဒီပွဲမှာတော့ပွဲထွက်လူစင်းမှာမပါရင်တော့ဗျာဒါအရန်ခုံမှာတော့တေချာပေါက်ပါလာဖို့ရှိတယ်ဒုတိယပိုင်းမှာလူစားဝင်နိုင်တဲ့ခြေနေတွေရှိတယ်ပေါ့နော်ဒါသူနဲ့တူတူဗျာဒီမှာမက်ဆီတို့ရိုနယ်ဒိုတို့အခုချိန်ထိသူ့ထက်တောင်အသက်ကြီးသေးတယ်ခုချိန်ထိဒါအာဂျင်တီးနားတို့ပေါ်တူဂီတို့မှာဝင်ကန်ပြီးတော့ဂိုးတွေအသီးသီးသွင်းနေကြတဲ့အချိန်မှာနေမှာဒီနေ့ထိသူတပွဲမှတော့ဝင်မကန်သေးဘူးပေါ့နော်ကျွန်တော်တို့လည်းဒါနေမှာဝင်ကန်ပြီးတော့ဘရာဇီးအတွက်ဂိုးသွင်းတာကိုမြင်ကျင်သေးတယ်အဲ့ဒီအခိုက်အတန့်ဒါဒီစကော့တလန်နဲ့ပွဲမှာဖြစ်နိုင်ခြေအများကြီးရှိပါတယ်ဒီတစ်ဖက်ကဒီဘရာဇီးနဲ့ကန်မဲ့စကော့တလန်ကိုကြည့်မယ်ဆိုရင်သူတို့ကဒါဥရောပရဲ့အလယ်လက်အဆင့်လောက်ရှိတဲ့အသင်းတစ်သင်းလို့မြင်ရတယ်ပေါ့နော်ဒါဒီကမ္ဘာဖလားမှာဒါ3မှတ်ရတာတယ်ဟေတီယိုဒါ1-0နဲ့ကတ်နိုင်ပြီးတော့ဒုတိယမြောက်ပွဲမှာမော်ရိုကိုဒါ1-0နဲ့ပြန်ပြီးတော့ရေးနိုင်ခဲ့တယ်ဆိုတော့သူတို့အသင်းရဲ့ခြေစွမ်းအရင်အားရစရာကောင်းနေတဲ့နေသားမျိုးမှာတော့မရှိဘူးအထူးသဖြင့်ဒီစကော့တလန်တဲ့တိုက်စစ်အားနေတာပေါ့နော်ဒါဒီ British အသင်းတွေရဲ့ထုံးစံအတိုင်းပဲပေါ့နော်ဒါ speed တို့ physical တို့ဒီခန္ဓာကိုယ်ကြံ့ခိုင်မှုဒီ physical ဘိုင်းတွေကိုအရန်အားကိုးပြီးတော့ဒီပြေးတက်ပြေးဆင်းတွေကန်တင်ပြေးတွေထောင်တိုက်တွေဒီကွက်တွေကိုသူတို့ကအများဆုံးအသုံးပြုလေးရှိတာပေါ့နော်ဒီစကော့တလန်မှာတော့ဒါနာမည်ကြီးကစားသမားတွေမရှိတာတော့မဟုတ်ဘူးဗျာကွင်းလယ်မှာဆိုရင်လည်းဒါတိုမီနေဥဆောင်လာမဲ့ဒီစကော့တလန်အသင်းမှာဒါအစတွန်ဗီလာဂျွန်မက်ဂင်းတို့လိုကစားသမားတွေလည်းရှိတယ်ခံစစ်မှာဆိုရင်လည်းဒါရောဘတ်ဆန်လိုကစားသမားမျိုးကစကော့တလန်ခံစစ်ကြောင်းဒီနေ့အထိဥဆောင်နေတော့ပေါ့နော်ဒါမော်ရိုကိုနဲ့ပွဲမှာတော့ဒါကျွန်တော်တို့ဒီအာဆင်နယ်ကစားသမားဟောက်တီယာနေကတော့ဒဏ်ရာရတာတယ်ဘာဖြစ်ဖြစ်စကော့တလန်အသင်းရဲ့ကစားပုံကအရင်တုန်းကတော့ဒါကျွန်တော်တို့ခံစစ်အားပြုတဲ့
ခန်းစစ်အသားပေးတဲ့အသင်းတွေထဲမှာပါတယ်ပေါ့နော်9-4-1တို့ကျွန်တော်တို့3-4-2-1တို့ဒီလိုကစားကွက်တွေကိုအများဆုံးအသုံးပြုလေးရှိတယ်ဒါပေမဲ့ဒီကဘာဖလားမှာတော့ထူးခြားခြားပဲသူတို့အသင်းကဒီနောက်တန်း4ယောက်အထိုင်အောင်ပြန်ပြောင်းလိုက်တယ်ဒါကတော့တော်တော်လေးထူးခြားတယ် Buffalo system ကိုသူတို့ပြန်သုံးပြီးတော့442တို့4231တို့ဒီလိုကစားကွက်မျိုးတွေကိုသူတို့စပြီးတော့အသုံးပြုလာတယ်ပေါ့နော်ဒါပေမဲ့အသင်းမှာပုံမှန်ဂိုးသွင်းပေးမဲ့ကစားသမားမရှိဘူးဗျအသင်းကတော်တော်လေးကိုတိုက်စစ်ပိုင်းအားနေပြီးတော့ explosive winger တွေလည်းတယောက်မှမရှိဘူးတောင်မန်တွေကလည်းအားမကိုအောင်ဒီနောက်ခံအစွန်လူတွေကပဲရှေ့ကိုတိုက်စစ်ကိုလိုက်ပါပြီးတော့ဒီ crossing တွေတင်မယ်ခေါင်းတွေလူတိုက်မယ်ဒါတွေတော့ပဲဒါ Scotland မျှော်လင့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီ McGinn တို့ Tomine တို့ပါတဲ့ Queen လေကတော့ဒါလိုအားနှုန်းကတော့ဒါပြောနေကြမလို့တော်တော်ကောင်းတယ်ပြိုင်ဘက်ရဲ့ Queen လေကိုတော့နည်းနည်းလေးဒါကစားချက်စီမှာတော့အမှန်ပဲဒါပေမဲ့သူတို့ Queen လေမှာ creative playmaker ကောင်းကောင်းမရှိဘူးတိုက်စစ်လမ်းကြောင်းတွေဖွင့်ပေးမယ်ဒါ passing တွေ killer pass တွေပေးပို့ပေးမယ်အဲ့လို player မျိုးမရှိဘူးပေါ့နော်အားကြောင့်မလို့လဲဒါ Scotland အသင်းကနှစ်ပွဲပေါင်းဟိုဒါတွင်းကိုကတကူပဲရသေးရပါတော့ Scotland အသင်းတော့ကတော်တော်လေးကိုမလွယ်ပါဘူး Brazil လို့အသင်းရှိကတမှတ်လောက်ရဖို့တော့မှာပဲတော်တော်လေးကိုချက်ကြဲကြိုးစားရမှာပါတစ်ဖက်က Brazil ကလည်းကျွန်တော်တို့ကမ္ဘာဖလားချန်ပီယံ9ချိန်ရထားတယ်ဆိုရင်ပဲသူတို့မရတာတော်တော်လေးကြာနေပြီနောက်ဆုံးရတာ2002ဆိုတော့ဒီအုပ်စုအဖွင့်ပွဲမှာလည်းနည်းနည်းလေးဒါပြည်သက်တွေနည်းနည်းစိုးရိမ်စရာဖြစ်ခဲ့တယ်ဆိုတော့သူတို့အသင်းကဒါ consistency တစ်ခုပေါ့နော်ပုံစံကောင်းတစ်ခုကိုပိုင်ဆိုင်နေပြီဆိုတာကိုဒီပွဲကိုထပ်နိုင်ပြီးတော့တက်တည်ပြရမှာနောက်ပြီးတော့ဒါကျွန်တော်တို့အသင်းရဲ့ဒီတောင်ပန်ကစားသမား Vinny Junior ပေါ့နော် Vinicius ဒီ Brazil ချာစီဝစ်ပြီးတော့ကစားနေတဲ့ player တွေထဲမှာ Vinicius အကောင်းဆုံးလို့ပြောလို့ရတယ်ဒီချိန်ထိသူ့ဘက်ကလုံးဝတာဝန်ချီတာထက်ကိုပို့ပြီးတော့ဆွမ်းဆောင်ပေးထားတယ်အမ်ဘာပေတို့ဟာလန်တို့လောက်သူဂုံမသွင်းရသေးဘူးဆိုရင်တော့ဗျာသူ့ကိုဒီကစားသမားတွေနဲ့တန်းနဲ့ထားလို့ရတော့တဲ့အထိသူကတော်တော်လေးကိုတောက်ပနေတယ်လို့ပြောလို့ရတယ်ဒီဗီနီစီယာကိုထိန်းဖို့အတွက်တောင်မှပဲဒါစကော့တလန်ကတော်တော်လေးကို2ယောက်3ယောက်လောက်ဒါပြင်ဆင်လာရမယ့်အနေအထားမှာရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီ group C ရဲ့အနေအထားဗျ group C ရဲ့အနေအထားမှာဒါကျွန်တော်တို့ Morocco ကဒီပုံစံအတိုင်းဆိုရင်ပေါ့နော်အုပ်စုဘူရဖို့ဒါဘရာဇီးထက်တောင်အုပ်စုဘူရဖို့အခြေအနေကောင်းနေရလို့ပြောလို့ရတယ်တကယ်လို့ဘရာဇီးကအုပ်စုဒုတိယဖြစ်သွားမယ်ဆိုလို့ရှိရင်ဒါ Group F ကအုပ်စုဘူဖြစ်လာနိုင်တဲ့နယ်သာလန်နဲ့ရှုံးထွက်အဆင့်မှာဓာတ်ရိုက်တွေ့သွားနိုင်တယ်ပေါ့နော်ဒါဘရာဇီးနဲ့နယ်သာလန်ဆိုတာဘလိုပဲဖြစ်ဖြစ်ဗျာ32သင်းအဆင့်မှာထိပ်တိုက်တွေ့တာစောလွန်းတယ်လို့ထင်တယ်အဲ့တော့ကြောင့်မလို့ဒါဘရာဇီးအနေနဲ့အုပ်စုဘူနေရာအတွက်ပေါ့နော်စကော့တလန်ကိုနိုင်မရမယ့်အပြင်ပေါ့နော်ဒါဂိုးပြတ်နိုင်တော့အကောင်းဆုံးလို့ပြောလို့ရပါတယ်ဘာဖြစ်ဖြစ်ဒါစကော့တလန်ကဟေတီလိုတော့မဟုတ်တာတော့သိကြတယ်တန်စစ်ကနှစ်ပွဲပေါင်းမှာတကူပဲပေးထားရတယ်ဒါဥရောပအသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော်တော်လေးကိုမာကျော်တဲ့ပုံစံတစ်ခုမှာတော့ရှိတယ်ဆိုတော့ကျွန်တော်တို့ဘရာဇီးအနေနဲ့ဘယ်နှဂိုးပြတ်နေနိုင်မလဲဒီခမန်းရလက်ကတော့နည်းနည်းလေးစဉ်းစားကြက်တယ်ဆိုရင်ပဲဒါကျွန်တော်အနေနဲ့ကတော့ဒါပထမပိုင်းမှာဒါဘရာဇီးတကူလောက်ရမယ်ပေါ့နော်ဒုတိယပိုင်းမှာနေမှာလူစားဝင်လာပြီးတော့တကူလောက်ထပ်သွင်းမယ်ပေါ့ကျွန်တော်ကတော့အဲ့လိုခံမှန်းခြင်းနဲ့ဒါဘရာဇီးအသင်းကစကော့တလန်အသင်းကို2-0ဆိုတဲ့ရလက်နဲ့နိုင်ရရှိပြီးတော့ဗောနော်ဒါ Group C ရဲ့အုပ်စုဘူအနေနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းသွားလိုက်မယ်လို့ဒါခံမှန်းလိုက်ပါတယ်ခင်ဗျာဘောလုံးပွဲတွေကိုအကောင့်ဖွင့်စော့ကစားခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်3999268384ကိုဆက်သွယ်ပြီးတော့စော့ကစားလို့ရပါတယ်ခင်ဗျာ